ဟိုကလှိုင်းသားရမှာပေါ့နော်ဒီလူနာတရားတော်အခက်အခဲဖြစ်လို့ဟုတ်လားဟိုတော့လည်းမရှိပါဘူးဒီမှာဆွေမျိုးမရှိဘူးဆွေမျိုးမရှိဘူးတမီးမအမေကြီးရတမီးမိလာပြီးနေနေဘူးအဲ့သူဖြစ်တဲ့လူကဆွေမျိုးမရှိတာသူဖြစ်တဲ့လူကကြတော့သူ့အဖေနဲ့နေတာငယ်လေးတွေကသုံးသွားတာသူကအမျိုးတော်ကြီးလေဒါပေမဲ့သူ့မျိုးတွေကအခုကလင်းများနေတာဟာအဲ့ဒါကိုဆက်တကြည့်ဘယ်ရောက်ဝင်ရမှာဆောင်းရတယ်မရှိဟမ်ဆောင်းရတယ်မရှိပါတယ်ခါမှာတော့ပုံပဲအပေါ်တက်မှာဟာစစ်တော်လည်းမှာကြာပိနေတော့ငါကအရင်မှကြောက်သွားဆောမယ်နော်ဟုတ်ပဲအဆုံးလုံးခံပါခလေးလေးဘယ်ညာခါကျိုးရတယ်တို့ဟုတ်လားဟာစစ်ကျော်ရက်ဘမအလုံးမှာပဲဖြစ်တယ်လားအလုံးမှာအဲ့ဒါအလုံးတော့အလုံးတစ်ခေတ်ရောလုံးတည်းကသူ့မနေ့ကမနေကြအောင်ဖုန်းဆက်တာမနေကြဘူးလေတော့လုံးထုတ်လိုက်ပြီးတော့ငါ့ဖုန်းဆက်နေတောင်းနေပြီလားသေးဖို့တော့မှအဲ့ဒါတချို့ကသက်ဆိုင်ကြုံဝယ်လေးထုတ်ပေးပါလားလို့ပြော9000ပဲထုတ်ပေးပြီးတော့သူ့ကိုလုံးထုတ်လိုက်ပြီးလို့ဆိုပြီးတော့9000နဲ့ပြီးသွားလားသမီးတို့နစ်နာလေးရှိတယ်တည်းရကြတယ်ဟုတ်တယ်သူရတကကြတော့9000နဲ့ပြီးတယ်အခုပြက်ကူပေးတယ်ပြောရဲရက်ကျော်ညှောက်ရတာဟာညက်တာကအခုဒါဘာလိုအပ်ချက်တွေရှိတယ်ဘုသူပြောပြသူစေကူမယ်စေယုံမှာစေကူပြီမယ်နော်ဒါကိုဘုသူစေကူပြီမယ်နော်ဟိုစေယုံတာနော်ဟိုစေယုံတက်လိုက်ဒါပြန်ကောင်းရင်ဒါပြန်ချလို့ရပြီနော်သူကကလေးနဲ့ဆိုတော့ဒုက္ခအများဆုံးရောက်မှာပဲမလို့တော့ရှိတယ်ဆယ်ရက်ရလာလို့ရှိ10ရက်နေ့ကတာသူပြောလို့လာတယ်ဒီလိုကငယ်ချင်းအိမ်လာကတလားဘယ်လောက်ပြရလဲဟုတ်တော့ဟော6ဒီလာကလည်းမပြရသေးဘူးဒီမှာယောက်ျားလည်းသိကူအောင်ဟမ်တာမလို့လည်းဘေးကဝိုင်းအိမ်လာကဟိုအခုဗာလဲနေတဲ့တစ်ခေတ်ရှိတာဒီမှာအားရှင်းအဆောင်ဟမ်ဒီအဆောင်မှုရှိတယ်အဆောင်မှုကိုဗာလဲပုထုအိမ်လာကလောလောဆယ်3လတာပေးခဲ့လိုက်နော်စေကူဝေဝေလည်းလုပ်ပြီမယ်နော်ဒီကနေ့ဒီမှာရင်းကြောက်ကြတသားဝေးအဲ့တော့မိသားလေးကိုလည်းသူများလည်းမပေးနိုင်ဟုတ်တယ်လေအခက်အခဲဖြစ်နေတာပေးနိုင်ကြခဲ့ချက်တယ်လေတော့ဘူးမှမပေးနိုင်လေးပြီးကြည့်သူ့ဒီမှာဆက်ကူပဲဆိုရင်သမီးပတ်ဆိုင်ရလို့ရှိရင်ဒီကလေးကိုသူများပေးရမှာလေလုံးဝကိုတော့မရှာအဲ့ဆိုတာဘယ်လိုလဲဒီကောင်းရတဲ့အချိန်နဲ့အလုံးလုံးမချင်တဲ့ကိုတိကြတာပေါ့နော်ဟုတ်စိတ်ကနေပဲပြတာလေကြာထားတယ်မှာတော့မှတော့ရိုက်အော်ဒီလိုကုန်းထွက်လာပြတ်မှတ်လို့မရဘူးအဲ့အမြဲကူးမရမှာနော်ဒါဟောဒီဘက်ကလည်းစီထွက်အာရုံပြောတော့သူ့လိုပြအဲ့လိုမျိုးအလုပ်ထုတ်လိုက်တာလို့စိတ်မကောင်းအဲ့9000လေးသူ့ကြုံငွေပဲထုတ်ပေးတာလေဆေးဖို့ပေးတာလည်းမဟုတ်သူများရဲ့ကြောင့်မျက်နှာကြီးရမှာလေသမီးပြပြတာမျက်နှာဒါလုံးလောက်တာလေအဲ့တက်ထားတာတက်ပစ္စည်းရောင်းနိုင်ဘူးဒီစက်တွေပါသင်္ချေတွေပါရောင်းဆိုင်အဲ့ဒါပြတာလားဟာအခုကပြကြမညက်မပြီးညက်ပြီးတော့သူနှောင်းနေကြအလုပ်အဲ့နဲ့အလုပ်ကပြန်လာမိမရဲ့ငါခါနဲ့ခါကြောညက်သွားရဲ့တဲ့ငါလို့တော့ငါလုံးဖေးနိုင်ဘူးနေ့တစ်ဝက်နဲ့ပြန်လာသူ့ပတ်စံ1000ဖေးဖို့အဲ့တော့ဖေးဖို့1000လောက်ကျွန်တော်ပေးပါရဲ့ပြီးတော့နေသားက18000နဲ့1000နဲ့ပေးပြီးတော့သူ့ပြန်လွှတ်လိုက်ပြီးလဲပြီးတော့နှောင်းနေကြကြအဲ့18000လေးနဲ့ဘလို့ကုမယ်ကုလို့မရဘူးတကယ်ကြီးရတောင်းလိုက်ဘလို့ကြီးရတောင်းလိုက်တယ်မေးလို့လည်းပတ်စံကြီးတာနောက်ကမေးလို့ပတ်စံကြီးချင်းပြီးတော့ကုပေးတယ်အလုံးနိုင်တဲ့ခါကျရင်နည်းနည်း refresh ဆက်မယ်လို့ပြောတော့ပြောတာခုလိုလာပြီးတော့ကိုယ်ပြကြရင်ကျေးဇူးများတင်ပါတယ်တခိုင်းတိုင်းတမူးမျိုးနေရလားဟာဒီမှာအိမ်နာမှာကြာနေတော့ဒီမှာအခက်ခဲဖြစ်သွားတာဗောနော်ပြီးတော့ဥမာကျွန်တော်မှအမျိုးရွှေမျိုးသားကြီးမရှိတယ်အိမ်ရရွာတော့ရှိတယ်ဒါပေမဲ့ပြန်လို့မရအောင်အိမ်မှာနေလို့မရဘူးမှာပြီးဟွာနေတယ်အားကြောင့်တမူကိုနေစားအေးရနေစားပဲရောက်သွားတယ်။အမှုပေါ့နော်။ဟုတ်တယ်။ဟာမှုဟိုဗါလဲအိမ်လားကဘယ်လောက်အကျွေးရှိလဲ။ဒီလားကမကြည့်ဒီလားကောင်မှရှိမှာ။အကျွေးရောကျူတာရှိလား။မရှိပါဘူး။ဘာမှမရှိဒီလားပဲပြရမှာ။ဒါတော့အကျွေးရှင်လားဟာ။ဟုတ်ဆက်တော့အကျွေးကိုလားဒီနောက်။ဘာအကျွေးဘယ်လောက်တင်တာလဲ။
သသိန်းကျော်တယ်ပါသမီးကိုစိတ်ဆင်းနေသမီးက3သိန်းကျော်တယ်ငါအတိုးမယူတယ်ကြာမှာ ဟောဒါအကျွေးတင်တာ9သိန်းနော်ရော့ဟုတ်ပါနော်အိမ်လာကကြတော့3လစာကြိုပေးလိုက်မယ်နော် ဟုတ်ကဲ့ပါ ဟိုတစ်လားအကျွေးတင်တာဟာ အဲ့ဒါအကျွေးမတင် တင်တာဦးဒီလားအစမှာ ဒီလားမှာစပါဒီလား9ရက်နေ့မှာစ တစ်လားဘလား တစ်လားကို6တောင်း 6 3 28 38တောင်း3လစာနော် ဟုတ်ကဲ့ပါ ကဲလေးမျိုးပို့ပေးနော်စေဘဝစမ်စီစားဝယ်ဖို့3သိန်း2တောင်းနော်အလူရှင်ကပေါ့နော်ဒါအမိမပေါ်ဘူး လိုက်တာသွားနေရတယ်ကကလေးတွေသူ့ကြီးပါလေ ဟုတ်ဆိုဘာမှအဖူပင်မရှိတော့ဘူးနော်ဟိုဗာလဲအကျွေးလဲဆက်ပြီးပြီ သေကံဘိုးလဲ သေကံဘိုးလဲပေးပြီးအိမ်လားကလည်းပေးပြီးစားဖို့လည်းပေးဖို့ဗာလဲ3တင်းတဲ့ညမှာ3ပေးနော် ရလား တို့ရတဲ့ညမှာဒါကြတော့ဖြုံးလို့3လို့မရအောင်နော်